Yes. Thank you for this season. 1 year. So we can't be champion this year, but our football is best in this season. So we will be champion next season. So thank you for supporting us 1 year. ဒီဟာဒီတောက်လျှောက်ပေါ့နော်ကျွန်တော်တို့တင်အားပေးတဲ့ပြည်သက်ကြီးအားလုံးပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်ပေါ့နော်သူတို့မအားမလက်တဲ့အချိန်တွေကနေကျွန်တော်တို့အတင်းတော့လာပြီးအားပေးတယ်ပေါ့နော်အများကြီးမျှော်လင့်ထားကြတယ်ပေါ့နော်ဒီကြောင့်မျှော်လင့်ထားတဲ့အတိုင်းကျွန်တော်တို့target တစ်ခုကိုမရောက်တဲ့အတွက်ဒီရနေပဲကျွန်တော်တို့ပြည်သက်ကြီးကိုတောင်းပန်ပါတယ်ပေါ့နော်ပြည်သက်ကြီးတဲ့နှစ်တိုင်းမျှော်လင့်နေမယ်ကျွန်တော်တို့လည်းနှစ်တိုင်းပြည်သက်ကြီးမျှော်လင့်ထားတဲ့အရာမစွမ်းစားနိုင်တော့ဒီကနေမှအားလုံးကျွန်တော်တို့တင်ပူဇော်တောင်းပန်ပါတယ်လို့ကျွန်တော်တို့လည်းစိတ်မပြတ်ပဲအားပေးနေတဲ့ပြည်သက်ကြီးကိုရောနောက်နှစ်မှာလည်းထပ်လန့်ပြီးတော့အားနာတာနဲ့ပဲအားပေးပါအောင်လို့တရားနဲ့ဖိတ်ခေါ်ချင်ပါတယ် Thank you for coming matches every day, every matches. Then thank you for support us, especially me. Not on the grounds and some using message. Then came to the stadium. That time they support well. Then give me the warm message to me. ဒီ2025-2026 ရာသီပဲဟိုပြည်သက်များအားလုံးစိတ်ကြည်နေမှုမပေးနိုင်တဲ့အတွက်တောင်းလဲတောင်းမှမှာနေနောက်ရာသီအတွက်ချန်ပီယံဆုရအောင်လဲကြိုးစားသွားပါမယ်အဲ့အတွက်လည်းပြည်သက်တွေရှော့ရန်အားပေးပါအောင်လို့ပြောချင်ပါတယ် Okay, I want to say thank you for all the fans the Yangon United. Very beautiful fans I see for my life. It give power for the team. Every match we come for fighting, for support the team. Every match. Well, I want to say thank you for all the fans for support everything. I say thank you. Okay, I want to say thank you for the support me. Because I give all my best for this season, for Yangon United for big champion. But it's football. Well, I can say thank you for this situation. Thank you for all the players, for all the team, president, every person give power for the team. I say thank you. ကျွန်တော်တို့ဒီနှစ်ဆုံးဒီပွဲစဉ်တစ်လျှောက်အားပေးတဲ့ပြည်သက်တွေပဲသူတို့ရဲ့မအားတဲ့ကြားထဲကနေချိန်ပေးပြီးတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးတွေကိုချစ်တဲ့ပြည်သက်တွေလာရောက်ပြီးတော့အားပေးတယ်ကျေးဇူးတင်ပါတယ်ပေါ့ဗျာကျွန်တော်တို့ဒီလိုမျိုးသူတို့ပြည်သက်တွေမလိုချင်တဲ့အဖြေကိုမလိုချင်တဲ့ရလက်ကိုရသွားတဲ့အတွက်ကြောင့်စိတ်မကောင်းတော့ဖြစ်မိပါဘူးဒါပေမဲ့ဟိုဒီနောက်လာမဲ့ပွဲတွေကိုကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့ကျွန်တော်တို့ပျော်ရွှင်မှုအကောင်းဆုံးကျွန်တော်တို့သူတို့လိုချင်တဲ့ပြည်သက်တွေလိုချင်တဲ့ပျော်ရွှင်မှုအရာကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့တွေပေါ်ဆောင်မှုကျွန်တော်လှုပ်ဆောင်ချက်တွေအများကြီးနဲ့ကျွန်တော်တို့သွားမှာပါဗျဟုတ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီ Yangon United ဒီကျွန်တော်12ယောက်မြောက်ကစားသမားတွေပေါ့နော်သူတို့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီပထမကြောင့်မှာကျွန်တော်ပါဝင်မကစားတဲ့အချိန်ဆိုဒုတိယကြောင့်နေပြီးကျွန်တော်ပါဝင်ကစားတဲ့အချိန်ကြီးနောက်ဆုံးပွဲပြီးတဲ့အချိန်ကြီးကိုကျွန်တော်တို့ဒီတက်ကြွနဲ့လာရောက်ပြီးကိုနယ်လီပွဲရှိနေမှာကိုနယ်လီလာရောက်အပ်ပြီးတဲ့ပရိသတ်တွေရော TV ဖန်သားမြင်ကြည့်ရှုနေတဲ့ပရိသတ်တွေရောဒီ YouTube channel ကနေကြည့်ရှုနေတဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်အားပေးနေတဲ့ပရိသတ်တွေအကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တိဆက်မကကောင်းမွန်တဲ့ကျေးဇူးနဲ့ကျွန်တော်ဒီပြပမှာထပ်ပြီးတော့တောက်ပနေပါဦး